ဟုတ်လားအဲ့တော့ဘုန်းတို့ဒီသူတော်ကောင်းဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တန်ကိုခြေခံပြီးတော့ပိုင်နိုင်ဘလို့နားလေထားတဲ့တယ်လေနော်ငါဘာကြီးဖြစ်လို့နေလေဟုတ်လားအဲ့ဒီဖြစ်ချင်းဒီဟူသောအကြောင်းကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစိရင်နဲ့ဝင်နေသေးပဲလို့နားလေရမယ်နော်ဘာကြီးဖြစ်လို့နေအဲ့ဒီဖြစ်ချင်းဒီဟူသောအကြောင်းကြောင့်သူများကိုမနှိမ့်ချဘူးကိုမမြင့်တင်ဘူးနော်သူများကိုနှိမ့်ချတယ်ကိုမြင့်တင်တယ်ဆိုတာအဲ့လိုပြောရင်မျက်စိလဲမှာလဲစိုးရသေးအဲ့လိုကြီးတော့ဒီလိုတော့မလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်စကလုံးကိုဘလို့လျှော့ပြီးတော့ပြောအောင်လို့ဆိုအထင်သေးတယ်သူများကိုအထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသလောက်နှိမ့်ချတယ်အထင်အရန်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးမတူသလိုမတန်သလိုဖြစ်သွားတခါတည်းသူများကိုအထင်သေးလုံးအားကြီးသွားတာကိုယ်စိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုအထင်သေးတာတွေများတော့တခါတလေကြတော့ကိုကတော်လွန်းလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ तू ကညံလွန်းလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လားကိုတော်လို့ပြုလို့ရလို့တော့မဟုတ်နော်အလုံးကိုတဘာဝမကြပြီးတော့အလုံးကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေတဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းတို့များသောအားဖြင့်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးနော်ဘာဖြစ်လာပြီတော့အထင်သေးလာပြီလူယုံမှာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လားဟုတ်တယ်မဟုတ်လားစဉ်းစားနော်တကယ်တမ်း तू လည်းကောင်းတာမဟုတ် तू မကောင်းလို့ကိုကဘာဖြစ်ပြီတော့အထင်သေးပြီဆိုတော့ကိုကမတိမတာနော်ငါက तू လိုတော့မဟုတ်ဘူးကိုသူ့တဲ့တော့ဘာဖြစ်တော့ตาတယ်ထင်တယ်တော့ပါတယ်မဟုတ်လားကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းတွေပါလာတယ်ဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်မြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့်